အမေကသားနဲ့သမီးကိုခြုံထဲမှာဖုံးကွယ်ထားလိုက်သည်ကိုယ်တိုင်ဒီဇိုင်းဆွဲထားတဲ့အလဲဆောင်ပွဲလက်ဆောင်တွေကိုကလေးတွေ့စီထားပေးပြီးဘာတွေဖြစ်ဖြစ်အတန်မထွက်ဘူးနော်အမေပြန်လာရင်အဖေကိုအတူသွားရှာမယ်လို့သတိပေးခဲ့သည်အဲ့ဒီနောက်အမေကရန်သူတွေအာယုံကိုဆွဲယူဖို့ထွက်ပြေးသွားခဲ့သည်ခြုံထဲမှာကြံခဲ့တဲ့မောင်နှမနှစ်ယောက်ကကြောက်ရွံ့လွန်းလို့ကိုယ်ပိုင်အတန်တောင်မထွက်ရဲပဲပါဇက်ကိုဖုံးထားခဲ့ကြသည်နောက်ဆုံးမှာတော့အမေကိုရန်သူတွေက6ကမ်းပါအစွန်းထိအလိုက်လိုက်ခဲ့ပြီးလွတ်ရမရှိတော့တဲ့အချိန်မှာမတော်တဆရှော့ကြပြီးအောက်ကမုံတိုင်းလိုလှိုင်းထန်နေတဲ့မြစ်ထဲကျသွားခဲ့သည်ကံကောင်းစွာနဲ့မသေးပဲကျေးလက်ဆရာဝန်တယောက်ကကဲတင်ခဲ့သည်သို့တော်ခေါင်းထန်ရကြောင့်အမေကအနှံ့ညံပျောက်ဆုံးသွားပြီးမျက်နှာလဲကြောက်ခဲတွေနဲ့ထိခိုက်ပြီးပုံပြတ်သွားခဲ့သည်မိမိရဲ့မျက်နှာကိုမှန်နေကြည့်မလို့လုပ်တဲ့အချိန်မှာဆရာဝန်ကတင်ကိုဝင်ရှိနေပါတယ်လို့ပြောလိုက်သည်အမေကဘာကြောင့်ကိုဝင်ရှိနေလဲဆိုတာကိုလုံးဝမမှတ်မိတော့ပါ20ကျော်ပြီးနောက်အမေကငယ်သမီးလေးကိုမွေးဖွားပြီးကြီးပြင်းလာအောင်တယောက်တည်းပြုစုပြောင်းထောင်ခဲ့သည်။ဒီနေ့မှာတော့သမီးရဲ့ဒီဇိုင်းဟာလက်ဝတ်ရတနာပြိုင်ပွဲအပြီးသက်အဆင့်ဖိုင်နယ်ထဲကိုရွေးချယ်ခံလိုက်ရသည်။အမေကသတင်းကြားပြီးအယမ်းပျော်ရွှင်ခဲ့သည်။ဆက်ပြီးစူးစမ်းတော်ချန်ပီယံရရင်ကုမ္ပဏီဒီဇိုင်းဌာနထဲဝင်လုပ်နိုင်မယ်လို့အားပေးခဲ့သည်။ဒါပေမဲ့ဖိုင်နယ်ဝင်ခွင့်ကြေး$50,000လိုအပ်တာကြောင့်သမီးကပြိုင်ပွဲကထွက်ချင်ခဲ့သည်။အမေကိုငွေကြေးပို့ပြီးမလေးမပင်ဖြစ်စေခြင်းလို့ပါ။အမေကတော့ပြိုင်ပွဲကိုပဲအာယုံစိုက်ပါငွေကိစ္စအမေဖြေရှင်းမယ်လို့ပြောပြီးသမီးကိုထွက်သွားစေခဲ့သည်။အမေကကိုယ်တိုင်အမြဲဝင်နေတဲ့လက်စွပ်ကိုကြည့်လိုက်သည်ကိုဘသူဆိုတာမမှတ်မိပေမဲ့ဒီလက်စွပ်ကတန်ဖိုးကြီးမယ်ဆိုတာတော့သိနေခဲ့သည်ထို့ကြောင့်သမီးအတွက်လက်စွပ်ကိုရောင်းဖို့ဆုံးဖြတ်လိုက်သည်တစ်ဖက်မှာတော့အဖွဲ့အစည်းဥက္ကဋ္ဌကလက်စွပ်တစ်လုံးကိုကြည့်ရင်စိတ်လွတ်နေခဲ့သည်နှစ်တွေကြာလာခဲ့ပေမဲ့သူ့ဇနီးကိုမရက်မနားရှာနေခဲ့တော့လဲလုံးဝမတွေးခဲ့ပါအဲ့ဒီအချိန်မှာပဲသူ့သားနဲ့သမီးကြီးတို့ရုံးခန်းထဲဝင်လာခဲ့သည်ဥက္ကဋ္ဌကဒီလက်ဝတ်ရတနာပြိုင်ပွဲကိုတေချာစီစဉ်ပါဒါကမင်းတို့အမေဖန်တီးခဲ့တဲ့အမှတ်တစိတ်ပါလို့အမိန့်ပေးခဲ့သည်အဲ့ဒီအချိန်မှာပဲအကူအညီလုပ်သားကအလျင်အမြန်ဝင်လာပြီးဆရာမရဲ့တဲလွန်စာတစ်ခုတွေ့ထားပါတယ်လို့ပြောပြီးတက်ပလက်ကိုပေးလိုက်သည်ဓာတ်ပုံထဲကလက်စွပ်ကိုမြင်တာနဲ့ဥက္ကဋ္ဌကချက်ချင်းမှတ်မိသွားခဲ့သည်အဲ့ဒီလက်စွပ်ပေါ်မှာသူ့ဇနီးနာမည်ထွန်းထားတာကြောင့်ပါသမီးကြီးကဘယ်နေရာကတွေ့တာလဲလို့မေးလိုက်သည်အကူအညီလုပ်သားကကျေးလက်ကမိမတယောက်ပေါင်ဆိုင်မှာရောင်းထားတာပါလို့ပြောလိုက်သည်သားကကြားပြီးအံ့ဩသွားကအဲ့ဒီမိမကအမေရဲ့လက်စွပ်ကိုခိုးထားတာပဲလို့ချက်ချင်းထင်ခဲ့သည်သမီးငယ်ကတော့အကိုစိတ်တည်ငြိမ်မှာရှာတွေ့တာဖြစ်နိုင်ပါတယ်လို့တားဆီးခဲ့သည်သားသမီးနှစ်ယောက်စလုံးကသတင်းကိုမယုံကြည်တော့လဲဥက္ကဋ္ဌကတော့အဲ့ဒီမိမကိုတေချာစုံစမ်းပါလို့အမိန့်ပေးခဲ့သည်အချိန်တစ်ပြိုင်နက်တည်းမှာပဲအမေကငယ်သမီးကိုကုမ္ပဏီထိခေါ်လာပြီး$50,000ကိုပေးလိုက်သည်။သမီးကလက်စွပ်ကိုရောင်းလိုက်တာကိုသိသွားပြီးစိတ်ထိခိုက်သွားသည်။အဲ့ဒီလက်စွပ်ကမေရဲ့အရေးကြီးဆုံးပစ္စည်းဖြစ်ပြီးအခက်ခဲဆုံးအချိန်တွေမှာတော့မရောင်းခဲ့ဘူးပါ။ဒါပေမဲ့အမေကသမီးထက်အရေးကြီးတာမရှိဘူးလို့သာပြောခဲ့သည်။သမီးကမျက်ရည်ဝဲနဲ့ချန်ပီယံမဖြစ်မနေရယူမယ်လို့ဆုံးဖြတ်လိုက်သည်။သမီးကိုပို့ပြီးနောက်အမေကလျှက်စစ်ဆိုင်ကယ်နဲ့အိမ်ပြန်လာခဲ့သည်လမ်းမှာမထင်မှတ်ပဲတားကြီးနဲ့ဖြတ်ဆုံသွားခဲ့သည်။အဲ့ဒီအချိန်မှာပဲသမီးရဲ့ resume ကဆိုင်ကယ်ချင်းနဲ့ကြံခဲ့တာကိုတွေ့လို့အမြန်ပြန်လှည့်သွားခဲ့သည်အဲ့ဒီအချိန်မှာတော့သမီးကကုမ္ပဏီထဲရောက်နေပြီးတန်ပွဲဝင်ဖို့ပြင်ဆင်နေခဲ့သည်မမျှော်လင့်ပဲအတန်းဖော်တယောက်နဲ့တွေ့ခဲ့သည်အဲ့ဒီအတန်းဖော်ကစီးရဲ့အကူအညီလုပ်သားဖြစ်တဲ့မိသားစုဝင်ကိုအားကိုးပြီးဝင်လာတာဖြစ်သည်အကူအညီလုပ်သားကသမီးကိုဆင်းရဲတယ်လို့အထင်သေးကဒီနေရာကမင်းလိုလူလာရမယ့်နေရာမဟုတ်ဘူးလို့ထောင်ပြောခဲ့သည်သမီးကမရှက်ပဲငါကအရေးချင်းကြောင့်လာတာချိတ်ဆက်မှုကြောင့်မဟုတ်ဘူးလို့ပြန်ပြောလိုက်သည်အဲ့ဒီစကားကြောင့်အတန်းဖော်ကအရန်ဒေါသထွက်သွားသည်နောက်ပိုင်းမှာအကူအညီလုပ်သားကဇီယိုရဲ့အမေဒီဇိုင်းဆွဲခဲ့တဲ့ငွေရင်းစာရွက်ကိုပေးပြီးရုံးခန်းကိုပို့ခိုင်းခဲ့သည်လူမရှိတဲ့အချိန်မှာအတန်းဖော်ကငွေရင်းကိုခိုးယူပြီးသမီးရဲ့ပြိုင်ပွဲဒီဇိုင်းနဲ့အစားထိုးလိုက်ကသမီးကိုအပြစ်တင်ဖို့ကြံစည်ခဲ့သည်ဖိုင်နယ်ပြိုင်ပွဲစတင်တဲ့အချိန်မှာသမီးကကင်ထားတဲ့ဒီဇိုင်းဟာဆရာအမေရဲ့ငွေရင်းဆိုတာကိုလုံးဝမသိခဲ့ပါအနည်းငယ်ကြည့်ရှုပြီးနောက်ဒုတိယအဆင့်ဒီဇိုင်းဆွဲမှုကိုစတင်လိုက်သည်အဲ့ဒီအချိန်မှာပဲဇီယိုကစောင့်ကြည့်ကင်မရာမှတဆင့်သမီးကသူ့အမေရဲ့ငွေရင်းဒီဇိုင်းကိုအသုံးပြုနေတာကိုတွေ့လိုက်သည်ဒေါသပြင်းထန်စွာဖြစ်ပေါ်လာပြီးပြိုင်ပွဲခန်းမထဲကိုအမျက်တရားပြေးဝစွာနဲ့တက်ရောက်လာခဲ့သည်